ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တဲထိတ်ရင်ပေါ်ပရာလောကဇလံတွေကိုမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ BMS Channel မှာတင်ပြပေးမယ့်ဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံသစ်တွေတင်တိုင်းမှာသိရှိနိုင်အောင်လည်းဘေးနား Notification လေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျွန်မတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကန့်ဘလူရေးသားထားတဲ့ဖွားမေစိန်နဲ့နတ်ဆိုးပူတဲ့ကလေးငယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။သမီးရှင်ညိုရှင်းပါညီရွာထိပ်ကိုသွားချီစမ်း၏ထိုင်နေရင်မှရုတ်တရက်ပြောလိုက်တဲ့ဖွားမေစိန်စကားကြောင့်ရှင်ညိုမျက်လုံးအဝိုင်းသားလေးဖြစ်တာကြည့်ရင်ဘာဖြစ်လို့လဲဖွာလို့မေးရှာတယ်။သွားမှာသွားစမ်းမှာအေးညီသွားရင်သိမှာပေါ့။ဖွားမေစိန်ကထိုများသာပြောတာကြောင့်ရှင်ညိုလည်းကုတ်ပြစ်ခင်းမှဆင်ပြီးရွာပြင်စီကိုသွားဖို့ပြင်ရတယ်။ဒါဖြင့်ကျုပ်သွားတော့မယ်ဖွာ။အေးဝါခမောက်လေးစောင်းသွားအောင်။ဟုတ်ကဲ့ဝါခမောက်လေးကိုစောင်းပြီးရှင်ညိုရွာထဲကိုထွက်လာခဲ့တယ်။ခြေလမ်းများတိကျင်စိတ်ကြောင့်ခက်သွက်သွက်သာလှမ်းနေခဲ့တယ်။ရှင်ညိုဟဲ့ရှင်ညိုအမလီခေါ်လိုက်ရတာအေးမိုင်းခင်ဘဲဟုတ်လဲခင်များချစ်ကရှင်ညိုလှမ်းအော်ခေါ်ဆိုင်ကိုအတွင်းနဲ့ကိုမို့ရှင်ညိုသည်ခင်များချစ်အော်တန်းတန်း၍မကြခဲ့ရွာထဲကိုခဏလာတာဒါနဲ့ညီရပဲသွားမလို့တော့ရှင်ညိုအဖွားခိုင်းလိုက်လို့ရွာပြင်သွားမလို့ပါမိုင်းခင်ရဲ့ရွာပြင်ကိုဖွားဘာခိုင်းလိုက်တာတော့အေးအဲ့ဒါတော့မသိပါဘူးတော့ကျုပ်ကိုရွာပြင်သွားကြည့်တဲ့ကျုပ်ကမိုင်းခင်လို့ပြန်မေးရတော့အငေါက်ခံလိုက်ရသေးရဲ့ဟဲဖွားကဘာเจ้าများရှိလို့ညီကိုခိုင်းတယ်မသိဘူးနော်အမတော့စိတ်ဝင်စားလာပြီရှင်ညိုရဲ့အမလည်းတူတူလိုက်ခဲ့လို့ရမလားအေးအဖွားတခြားသူတွေမခေါ်သွားနဲ့လို့မှတ်မှာတော့မိုင်းခင်လိုက်လို့ရပါရဲ့ဒီလိုဆိုကျုပ်တို့သွားကြရအောင်လေမိုင်းခင်လိုက်မယ်မဟုတ်လားအေးလိုက်မယ်ရှင်ညိုခင်များချင်းနဲ့ရှင်ညိုတို့လက်ချင်းတွဲပြီးရွာပြင်စီကိုထွက်လာခဲ့ကြတော့တယ်ဒီဓမ္မရန်လေးရှိနေရောအေးနေရပဲနော်အိမ်ရဖျားယူလာပြီးဟောရီမှာလာအိတ်ပြစ်လိုက်ခြင်းနဲ့ရှင်ညိုရဲ့အမလီဟုတ်မှလည်းပြောပါမိုင်းခင်ရဲ့မိုင်းခင်သာဖျားယူပြီးဟောရီမှာလာအိတ်လေကိုကြီးတို့ကတော့ဖျားစင်မှာစောင့်နေဘလူးကြီးလို့ဓာကြီးထမ်းပြီးထိုင်ဆောက်ပြီးနေမှာမြင်အောင်မိပါသေးရဲ့ဟွာပြေသူ့မိန်းမတဝင်းတိုးပါပြီနဲ့အဲ့လောက်လည်းမဟုတ်ရပါဘူးရှင်ညိုရဲ့ဘာလို့မဟုတ်ရမှာလဲမိုင်းခင်တလွားမိုင်းခင်မျိုးစည်းကပြန်လာတော့တရွာသားရဲ့စကားလိုက်ပြောရေးဆိုအဲ့လူတွေကလေဘေးမှာကိုကြီးတို့ပါတော့တော်တော်ဆိုးဝါးကြတယ်အမလီညီးပြောမှကြုံလဲတရိယာမိသွားတယ်ရှင်ညိုရဲ့အဲ့ဒီတော့ဒီလိုအေးလဲပေါ်မှာညီးကွာလဲမောင်းနေရပေါ့အမဘေးမှာလဲရောက်ခမကြီးလဲပါတာပေါ့အေးအဲ့ဒီလူတွေနဲ့ဘယ်ရွာနေမြင်ပြီးလိုက်လာကြရင်မသိပါဘူးတချင်းဆိုသူကဆိုချစ်စကားပြောသူကပြောနေအမဖြစ်ညီးကိုတခုခုထားလို့မှာပဲစိုးရိမ်နေခဲ့ရတာစိုးရိမ်နေဆိုတာသူတို့ထိုးမှနှက်မှကြောင်စိုးရိမ်တာမဟုတ်ဘူးနော်ဟိုကအများအိကျုပ်ယောက်ျားညီးကွာတယောက်တည်းသူထိခိုက်သွားမှာပဲစိုးရိမ်ရတာညီးကွာလည်းတီးခံရှာပါ့အဲ့ဒီကြားတီးမခံနိုင်တာအမရောက်ခမိုင်ညီးတို့ရဲ့အကြီးတာပေါ့ဆဲလိုက်တာဆိုတာမကြောက်ရင်မနာတာပါအေးကျုပ်ကတော့ကိုကြီးတို့ကအဲ့လောက်မပြောသွားဘူးအကြီးတာဆဲလွတ်လိုက်လို့အဲ့လူတွေပြန်သွားကြရဲဆိုဆဲလွတ်လို့ပြန်တာပေါ့ရှင်ညိုရဲ့ဆဲတာလေအတော်ကျန်းနေဤအမဖြစ်ညီးတို့အကြီးဆဲတာအဲ့ဒီတော့ပထမဆုံးကြားဖို့မြင်ဘူးတာပဲဟိုလူတွေကများလေလူကြီးကိုပြန်ရတွေ့ရခက်ခက်နဲ့ပြန်သွားကြရှာတာအမလီသူတို့ဆက်နေကြည့်ပါလားအကြီးတာထပိန်အောင်လှမ်းမြမလားမသိဘူးအေးညီးကိုနဲ့ကျုပ်ကတော့သူ့ကိုထိန်းရတာပေါ့ထိန်းနေရကြညီးကိုကသူ့အမေသဘောကျပြီးတဟာရဲနေပြန်มาခေါ်လာရှင်ညိုလည်းခင်များချစ်ပြောပြတီများကိုမြင်အောင်ရင်ပြုံးနေမိရဲ့ရှင်ညိုအမားတို့လျှောက်လာလေတမာရန်ဆုံးနေပြီဘယ်ထိသွားရအောင်မလဲဘဲမှမသွားနေအောင်မာကြီးခင်ကျုပ်တို့ဒီနေရာနေပဲထိုင်ဆောင်တာပေါ့ဟိုဘက်လည်းမြင်ဒီဘက်လည်းမြင်ဆိုတော့မကောင်းလားအေးကောင်းတာထိုင်ကြတာပေါ့ရှင်ညိုနဲ့ခင်များချစ်တို့လည်းထိုင်နေရင်မိန်းကလေးတို့တဘာဝစကားများပြောမပြီးနိုင်အောင်ဖြစ်နေကြ၍ပြင်းရသည်ဟု၍မရှိကြပေရှင်ညိုဟိုမှာလွဲအိတ်ကြီးနဲ့မိန်းမကြီးတယောက်အိဟုတ်တယ်နော်ဘသူများပါလိမ့်နေရပူတော့မျက်နှာကိုတိချမမြင်ရဘူးတော့ခမောက်ကြီးဆောင်လျက်ချီလွယ်အိတ်ကြီးကိုလွယ်ပြီးနေဘူးထဲ၌ခက်သက်သက်ရှောက်လာတဲ့အရက်ရှိရှိမိန်းမကြီးတယောက်ကိုရှင်ညိုတို့လှမ်းကြည့်နေခဲ့ကြတယ်နေပါဦးဒီလိုခန္ဓာကိုဒီလိုပုံစံမျိုးအမသိနေတယ်လို့ပဲရှင်ညိုဟုတ်တယ်ကျုပ်လည်းရင်းနှီးတယ်လို့ထင်မိရဲ့မာကြီးခင်နှစ်ယောက်သာမမောက်မတုံလှမ်းကြည့်ရင်စဉ်းစားနေကြတယ်သူတို့စဉ်းစားနေစင်မှာပင်ထိုမိန်းမကြီးကတမာတန်းထိတ်သို့ရှောက်လာခဲ့တယ်ဟဲရှင်ညိုနဲ့ခင်များချက်ညီတို့ဒီမှာဘာလုပ်နေကြလဲအကြီးနော်ခန့်အကြီးဘယ်လိုကနေဘယ်လိုရောက်လာလဲ
သူတို့ကြည့်နေသူမှာတခြားသူမဟုတ်တောင်ချေရွာကဒေါ်နော်ခန့်ပင်ဖြစ်တယ်ဒေါ်နော်ခန့်ခမောက်ကျွတ်ချွတ်ပြီးရှင်ညိုတို့မြင်တော့ဝမ်းသာနေဟန်ရတယ်အကြီးကညီတို့ရွာလာတာလေပြောစမ်းမောင်ညီတို့ရွာပြင်ဘာလာလုပ်နေကြလဲအဖွားပေါ့ကျုပ်ကိုရွာပြင်သွားချေဆိုပြီးဘာမှမပြောဘဲလှုပ်လိုက်လို့မာကြီးခင်ကအဖော်လိုက်လာပြီအကြီးရဲ့ရှင်ညိုစကားကြောင့်ဒေါ်နော်ခန့်ပြုံးသွားတယ်ဒီလိုဆိုအမေကြီးကအကြီးရောက်လာမှကြိုသိနေရပဲဤကဲလာရွာထဲကိုပြန်ကြတာပေါ့ဟုတ်ကဲ့ကြီးဒါနဲ့မိညက်ကောပါမလာဘူးလားမိညက်ကပါမလာဘူးရွာမှာကြမ်းခဲ့တယ်ဤကျုပ်တို့ကအကြီးတို့တတိယနေရအကြီးရဲ့အမလီခင်များချစ်ညီရတတိပဲရရွာအောင်ကြအလဲလေးတောင်ပေါ်မလာပါဘူးဤခကြီးရဝေးလို့ပါကြီးရဲ့ကျုပ်တကယ်တတိယနေရပါလင်းယူခြင်းတော့အကြဖြစ်ဝေးရလို့မပြောဘူးနော်ကောက်ပေါင်လိုက်လာမဟုတ်လားညီအကြောင်ကြုံမသိလို့မထင်နဲ့ဤဒေါ်နော်ခန့်စကားကြောင့်ခင်များချင်းနဲ့ရှင်ညိုတို့မှလမ်းသွားရင်ရဲမိကုန်ကြတယ်ဟာအကြီးကျုပ်တို့စီလာလားမောင်တိုးနဲ့မောင်ကရွာထဲဝင်လာရင်ရှင်ညိုတို့နဲ့စုံကြလေတော်တော့ဘယ်ကိုသွားမလို့လဲရွာရဲကအကြီးချိုတို့ကတဲမိုးလဲလို့တဲ့အဲ့ဒါသွားကူပေးမလို့ဟာနေစမ်းမောင်အကြီးဘာနဲ့လာလဲဘဲတော့ရောက်နေရလဲဗျမောင်တိုးကခင်များချစ်ကိုပြန်ဖြေပြီးဒေါ်နော်ခန့်ကိုသာဝမ်းသာအားရမေးလေဘယ်တော့မှမရောက်ဘူးအခုပဲရောက်လာတဲသွားမို့မှာဆိုရင်သွားမို့ကြလေအကြီးကတမ်းမပြန်ပါဘူးအမေရဲ့အိမ်မှာပဲရှိမှာအားရင်လာခဲ့ကြပေါ့ဟုတ်ကဲ့ကြီးကျုပ်တို့တဲမို့တာကူပြီးရင်လာမယ်နော်ရှင်ညိုအကြီးကိုတိကျဧည့်ခံအောင်နော်ကြားလားကြားပါရဲ့တော့သွားမှသာသွားစမ်းမှာတကယ်လေသူတို့ပြောမှဧည့်ခံမဲ့သူကြလို့မောင်တိုးနဲ့မောင်တို့လည်းအကြီးချိုအိမ်ဘက်ကိုထွက်သွားခဲ့ကြတယ်တောင်ထုံးရွာရှိလူများကလည်းဒေါ်နော်ခန့်ကိုရင်းနှီးနေကြ၍တွေ့မြေကြသူများကနှုတ်ဆက်စကားပြော၍ဒေါ်နော်ခန့်ကလည်းပြန်ပြေးရသည်ရဲ့ထို့သောဖြင့်ဖွားမိန်စင်အိမ်သို့ရောက်လာခဲ့ကြတယ်ဟဲနော်ခန့်ကျုံညမရောက်လာပဲအကြီးနော်ခန့်ဒေါ်ဝင်းကဝမ်းသာအားရပြောသလိုနန်းတိုင်ကဒေါ်နော်ခန့်ကိုပြင်း၍ဖတ်တယ်မိညက်မပါဘူးလားညမမပါလာဘူးမမဝင်းရဲ့မိညက်ရွာမှာကြမ်းခဲ့တယ်အေးညီကိုမြင်တော့လေသူ့ကိုသတိရမိရဲ့အေးကောင်မလေးနေကောင်းနေမဟုတ်လားကောင်းမမမဝင်းတူမလည်းလိုက်ချင်နေရပါကျုပ်ကခေါ်မဖြစ်လို့ထားခဲ့ရတာကဲနော်ခန့်ကိုထိုင်ခန်းလိုက်ပါအောင်အေးညီတို့မေးခြင်းပြီးမှအေးစစ်စစ်မေးစမ်းပါဖောင်းမိန်စီပြောမှဒေါ်နော်ခန့်လည်းပြုံးပြီးကုပြစ်ခင်ပေါ်ဝင်ထိုင်ဆိုင်ဒေါ်နော်ခန့်ပြီး၌ဒေါ်ဝင်းနန်းကြိုင်တို့ကဝင်ထိုင်ကြတယ်ရှင်ညိုနဲ့ခင်များချစ်ကတော့ထန်းလက်ခုံလေးတွေလိုက်သာထိုင်နေကြတော့တယ်အမေနေကောင်းနေနော်ကောင်းပါလေအေးမဲစိန်တို့ကထောင်းထောင်းကိုမြည်လို့အေးဟုတ်မဲအမေမျက်နှာမြအေးချမ်းလိုက်တာဒါနဲ့ကျုံလာမအောင်အမေကြိုတိထားပါမယ်ရှင်ညိုတောင်ကြိုခိုင်းလိုက်တယ်ဆိုဒေါ်နော်ခန့်အမေရောဖွားမိန်စီပြုံးပြီးကောင်းနေတယ်ဒေါ်နော်ခန့်အတွဲငှဲ့ပေးထားတဲ့အကျန်းရီခွက်ကိုကန်ပြီးရင်အရင်နေ့ကတည်းကငါသမီးကိုမြင်နေတာကိစ္စတစ်ခုခုရှိလို့ရောက်လာတော့မယ်ဆိုတာသိလို့ညီတူမသွားကြိုခိုင်းလိုက်တာအေးမော်လေးအမေကြီးကတော့အမေကြီးပါပဲကျုပ်လည်းကိစ္စရှိလို့ရောက်လာခဲ့ရတာပဲအမေကြီးရဲ့ညီရောက်လာပြီဆိုရင်သိပါအေးညီမနိုင်လို့ရောက်လာခဲ့တာမဟုတ်လားညီနိုင်များနိုင်ဒီအီမေနဲ့တူမတတိယမှာမဟုတ်ပါဘူးအမေကြီးပြောလဲပြောခံရတော့မှာပဲကျုပ်ဒီခေါက်ကိစ္စအသေးမွားကိစ္စလို့ထင်ပြီးကို့ဘာသာဖြည့်ရှင်းနေရဖြည့်ရှင်းနဲ့ပေါ့တန်မဟုတ်ဘူးဆိုတာသိလာလို့အမေတို့စီကိုရောက်လာရတာပဲအမေကြီးရဲ့ဒေါ်နော်ခန့်ပြောတာကိုနားထောင်ရင်ဖွားမိန်စရာရင်နွေးချမ်းကိုမော့တောင်းလိုက်တယ်ဘယ်အရက်မှလဲဝေးသလားနီးသလားသမီးရင်နွေးချမ်းတောက်ပြီးလေးမှဒေါ်နော်ခန့်ကိုမေးလိုက်တယ်မြို့ပေါ်မှာပဲအမေလူချမ်းသာတိုင်းဝိုင်းရပဲဒါပေမဲ့လူကြီးတယောက်တော့မဟုတ်ဘူးလူကြီးမဟုတ်ဘူးဆိုတော့ကလေးပေါ့ဟုတ်တယ်အမေကျုပ်ကတာမန်ပယောဂလို့ထင်ခဲ့မိရဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့ရှုံလုံးပေါ်လာတာပဲအမေကြီးအဲ့ဒီကလေးလေးမှာဝင်ပူးကက်နေရကလေးတည်းရဲ့ပဲကလေးတည်းရဲ့ပြီမဲ့တာမန်ကလေးတည်းရဲ့မဟုတ်ဘူးနတ်ဆိုးတွေကိုယ်တိုင်ကာကွယ်ပေးနေရဲ့နတ်ဆိုးလေးဖြစ်နေရဲ့ကလေးမှာကလေးနတ်ဆိုးဝင်ပူးကက်နေရဲ့ဆိုတော့ရိုးတနန်တော့ဖြည့်ရှင်းလို့ရမယ်မထင်သူတို့မိဘများလေဘလို့ပြောသေးလဲဒီကလေးနဲ့နတ်ဆိုးနဲ့ဘလို့များဆက်သွားရလဲသူမိဘကြီးပြောတော့ဒီလိုပါမေကြီးလို့အစချီပြီးဒေါ်နော်ခန့်ကတိခဲ့ရသမျှပြန်ပြောပြလေရော်တယ်ဥဆန်ပွဲနဲ့ဒေါ်ကျင်မေးဆိုတဲ့လင်များသည်အတော်လေးချမ်းသာကြတယ်မိဘအမွေဖြစ်ချမ်းသာကြသူများမဟုတ်ကြဘဲမိမိတို့ကြိုးစားမှုဖြင့်ချမ်းသာကြွယ်ဝလာကြသူများဖြစ်တယ်အသက်အားဖြင့်40ကျော်အရွယ်များဖြစ်ကြပြီးသားသမီးဟူ၍မရှိသေးပေမကျင်မေဟ
ဟိုဘက်ရွာညောင်ပေးကြသားစုပန်တကယ်ရတယ်တဲ့ဟိုစီအိုင်ပေးတဲ့ရဲတရားတွေကအတော်ဆွမ်းနေသူ့ရဲတရားနဲ့သားသမီးရသူမနေဘူးဆိုပဲဆိုတဲ့အကြံပေးချက်များအတိုင်းသားသမီးရဖို့ရန်စူးစမ်းခဲ့ကြရတယ်ငွေကြေးပြည်စုံကြပါတော့လေသားသမီးမရသေးရကြောင့်ဒေါ်ကျင်မေတို့လင်မယားမှာအလုံးစုံမပြောနိုင်ဖြစ်ကြရတယ်ဘေးရင်းနေရဲတရားတွေဆူတောင်းပွဲတွေလည်းစုံနေလာပေါ်ကုဆံပွဲရေအခုထိလည်းသားသမီးရမရနိုင်သေးဘူးကျုပ်တော်ဖြစ်တေးတာတေးလိုက်ချင်တော့တယ်ဒီလိုလည်းပဲဟုတ်မလဲချင်းရဲ့သားသမီးဆိုတာရတနာတဲ့ထိုက်မှရတာမဟုတ်လားအကိုတို့နဲ့မထိုက်သေးလို့မရတာလို့ပဲအောက်မရမှာပေါ့လေကျုပ်တို့ဖြစ်တော့အားနာပါရဲ့ကိုစံပွဲရဲ့တော်ကစီးပွားတွေကောင်းကျုံရှာပြီးကျုပ်ကတော့အတွက်သားသမီးတယောက်တယောက်မွေးမပြနိုင်မဟုတ်လားကျုပ်ကိုခွက်လွတ်ပါတော့ဒေါ်ကျင်မရပြောရင်ဝမ်းနေစွာငိုရှိုက်လျော့ဦးစံပွဲမှာမိန်းမဖြစ်သူချော့မြူကနှစ်သိမ့်ပေးရရှိုင်မိန်းမဖြစ်သူချော့မြူနေရတော့လေဦးစံပွဲကိုယ်တိုင်ကစိတ်သက်သာနေပြီဖြစ်တယ်။သို့တော်မိမိကပါစိတ်ငြင်းညူပြလေမိမသားဖြစ်သူဟာပို၍ခံစားရမျိုးတွေးမိပြီးမိမိဆန္ဒများဖုံးကွယ်ကထားရရှိုင်။ထို့သောဖြင့်လာမနှစ်ကိုကူးပြောင်းလာချိန်၌ဒေါ်ကျင်မီတယောက်ကိုဝင်လွှဲထားရ၏။ကိုဝင်ကိုစလွှဲထားပြီးဆိုသည့်နေ့ဦးစံပွဲနှင့်ဒေါ်ကျင်မီတို့မှဝမ်းသာမဆုံးတပြုံပြုံဖြစ်လုံနေရော်တယ်။ကိုစံပွဲကျုပ်တို့ရဲ့ကလေးလေးကကျုပ်တို့အတွက်ဖျားပြီးရဲ့စုပဲတော့ဟုတ်တာပေါ့မိမရဲ့ကလေးလေးကတကယ်ကိုဖျားပြီးရဲ့စုပေါ့ကျုပ်တော်လေဒီကလေးလေးကိုကျုပ်တို့နေရဲ့တောရက်မှာမမွေးချင်သူ့ကိုလေမြို့ပေါ်မှာမြို့ကြီးသားရဲ့လိုပြည့်ပြည့်စုံစုံထားပြီးမွေးချင်တာဒါမှကျုပ်ကြည်နေရမှာကိုစံပွဲရဲ့ဒါဆိုမိမမြို့ပေါ်မှာပဲနေကျင်တော့တာလားကျုပ်အတွက်မဟုတ်ပါဘူးကျုပ်တို့ကလေးလေးအတွက်ပါကိုစံပွဲရဲ့အေးလေဒီလိုဖြစ်အကိုစဉ်းစားပါအောင်မေဒီရလေရီယာတွေရောင်းချပြီးမြို့ပေါ်မှာစီးပွားရေးတစ်ခုခုလုပ်မှဖြစ်မယ်မိမရဲ့အဲ့ဒါမှတို့ရီမြို့ပေါ်မှာနေထိုင်မှုအဆင်ပြေမှာဦးဆောင်ပွဲကမိမဖြစ်သူစကားမငင်းပဲမြို့ပေါ်ပြောင်းဖို့စီစဉ်တော့တယ်ဦးဆောင်ပွဲခမရစဉ်းစားပါအောင်ဗျာဒီရွာလေးကခမရတို့ကြီးပြင်းလာတဲ့နေရာမဟုတ်လားဒီမှာတခုခုဆိုရင်ကူညီပေးမဲ့လူတွေလည်းရှိနေအောင်ဗျာမြို့ပေါ်ခမရတို့ပြောင်းတော့အတိအရရှိပါမလားကူညီမဲ့သူရှိပါမလားဦးဆောင်ပွဲခမရပြောတာလဲကျုပ်လက်ခံပါရဲ့တကြီးဒါပေမဲ့မြို့ပေါ်မှာကျုပ်အသိမိတ်ဆွေတွေရှိပါတယ်ကျုပ်တို့အတွက်ထက်ကျုပ်တို့ကလေးအတွက်ပြောင်းမှဖြစ်မယ်ဗျကဲဒီလိုဆိုတော့လေခမရတို့သဘောပေါက်ဗျာကျုပ်မတားတော့ပါဘူးရွာရှိဆွေမျိုးများနဲ့ရွာသူရွာသားတို့ကတားကြပါတော့လေဦးစံပွဲနဲ့ဒေါ်ကျင်မီတို့လင်များကလက်မခံကြပြီနောက်ဆုံး၌မွေးရမြေရွာကလေးကိုခွဲခွာပြီးမြို့ပေါ်၌ပြောင်းရွှေ့နေထိုင်ကြ၏မြို့ပေါ်ရှိစံအင်ကြီးတစ်လုံးကိုဝယ်လိုက်ပြီးဦးစံပွဲကိုယ်တိုင်ကပွဲရုံတရုံကိုဖွင့်ပြီးစီးပွားရှာကမြို့၌နေထိုင်ကြတော့တယ်မိမကြီးမင်းတခုခုဆိုခိုင်းလို့ရအောင်ရွာမသိမ်းလို့ခေါ်လာပြီးရဲ့မိမိရွာမှာနွမ်းပါသူများကိုအိမ်၌အလောက်ပေးပြီးမက်ကျင်မေအနီးကပ်ပြုစုခိုင်းတယ်မက်ကျင်မေခမလည်းမိမိဖြစ်ချင်တဲ့ဆန္ဒများကိုအကောင့်ထဲဖော်ပြီးရဲ့ယောက်ျားဖြစ်သူကြောင့်စိတ်ချမ်းသာနေရဆိုင်မက်ကျင်မေရဲ့ကိုဝင်သည်တဖြည်းဖြည်းရှင်းလာခဲ့ပြီးတရက်မှာတော့တားယောက်ျားလေးတဦးကိုမွေးဖွားနိုင်ခဲ့တယ်ဦးစံပွဲမှာတားယောက်ျားလေးရ၍ပျော်မဆုံးဖြစ်ကထိုကလေးမွေးတဲ့နေ့မှာပင်မြို့ပေါ်၌မြည်သူမဆိုလာရောက်စားသုံးနိုင်ပါသည်လို့ဖိတ်ခေါ်ပြီးဝတ်သားနှင့်ထမင်းတို့ကိုအရှံအပယ်ကျွေးမွေးလူတိုင်းခဲ့သည်ရဲ့တို့သားလေးကတို့အတွက်အဖိုးတန်လေးဆိုတော့တို့လင်မြတ်အတွက်ရေအိုးလေးပေါ့နှော့မိမသားလေးရွှေအိုးလေးလို့ပြီးမကောင်းလားကောင်းသားတော့သားလေးကအဖိုးတန်လေးရွှေအိုးဆိုတာလေအဖိုးတန်တာတွေစုနေရမဟုတ်လားဒီရောကျုပ်တို့သားလေးမောင်ရွှေအိုးလို့ပြီးရမယ်ဦးစံပွဲနဲ့ဒေါ်ကျင်မီတို့ရဲ့သားလေးအမည်မှာမောင်ရွှေအိုးဆိုပြီးဖြစ်လာခဲ့တယ်တဦးတည်းတော်သားလေးမို့အချစ်ပိုကြကလိုအပ်တာမရှိအောင်ထားကြလေကလေးလေး9နှစ်အရွယ်သို့ရောက်တော့ဦးစံပွဲနဲ့ဒေါ်ကျင်မီတို့အတွက်ပူပန်စရာကိစ္စတခုဖြစ်လာခဲ့တယ်ထိုတီးရတခြားမဟုတ်အဖျားကြီးဖျားပြီးနောက်ရွှေအိုးထံမှစကားတန်များတိတ်ဆိတ်လာခဲ့တယ်နေရှိသေး၍အနီးနားရှိလူများကိုဒေါသတကြီးပြေရှက်မှုတတယ်အစားတောက်များကိုလည်းလောဘတကြီးစားတောက်လာသောရွှေအိုးရဲ့အပြုတ်မှုများကြောင့်ဦးစံပွဲတို့လင်များမှာတောကများပွေလီလာခဲ့ကြရှာ၏ကိုစံပွဲတားလေးရွှေအိုးစေးစရာကြီးပြလဲသူတို့ကုသပေးလို့မရနိုင်ဘူးလို့ငင်းနေကြပြီကျုပ်တို့ဘာဆက်လုပ်ကြမလဲစဉ်းစားပါအောင်ကိုစံပွဲရဲ့ကျုပ်တော့တားလေးတစ်ခုခုဖြစ်မှာစိုးရိမ်နေမိရဲ့တော့တားလေးသာတစ်ခုခုဖြစ်ကျုပ်တီမှာကိုစံပွဲရဲ့မိမလေကွာမငိုပါနဲ့အကိုစီစဉ်ပေးပါမယ်တားလေးလည်းအရင်လိုပြန်ဖြစ်လာမှာပါကွယ်ဦးစံပွဲကစေးစရာကြီးများလက်လျှော်လိုက်တဲ့တားဖြစ်သူရွှေဦးကို
ပယောဂဆရာများနဲ့ထပ်မံကုသပေးရင်ထို့သောကုသရင်ဆရာကျုပ်သားကောင်းတယ်လို့နဲ့ပြန်ပြီးတော့ဒေါသကြီးလာတယ်ကျုပ်တို့လည်းတွေ့သမျှပစ္စည်းတွေနဲ့ထုရိုက်နေရောသူ့နာတော့မကန့်ဝင့်မို့ခမကျုပ်တို့ကမိဘတွေဆိုတော့နေတာပါရဲ့ဗျာဒါပေမဲ့သူ့ကိုယ်သူထိခိုင်လှုပ်လာမှာတော့စိုးရိမ်နေဗျာအေးခမကဒီလိုပြောလာမှကျုပ်ကလည်းပြောရတော့မှာပေါ့ဒီလိုဥဆန်ပွဲခမသားရဲ့ကိုယ်ထဲမှာဝင်းရပုတ်ကတ်နေသူကကျုပ်တို့ဖယ်ရှားခြင်းခဏပဲသူ့ကိုယ်တွေကထွက်သွားတာပြီးရင်ပြန်ပြီးဒီကလေးရဲ့ကိုယ်ထဲပုတ်ကတ်နေပြန်တယ်ကျုပ်ထင်တော့ဒါတာမန်ပယောကမဟုတ်ဘူးဒီတော့ဗျာကျုပ်တို့ထက်ဆွမ်းနေဆရာထက်ရှာပြီးအောင်တော့ဥဆန်ပွဲကျုပ်တို့လည်းမတက်နိုင်တော့ဘူးဗျာဆရာတွေကပါလက်လျှော့လျော့ဥဆန်ပွဲမှာပြည်သူဆက်လုပ်ရလိမ့်မလဲဆိုတဲ့အတွေ့အများဖြင့်ခေါင်းချောက်ရှာတယ်စိတ်ညစ်နေလို့လည်းဘာထူးမလဲဘလောက်ပဲငွေကုန်ကုန်ငါအသားအတွက်ငါကြိုးစားမယ်ဥဆန်ပွဲကတပည့်များကိုမြို့အသီးသီးကိုဆဲလွတ်ပြီးရွှေအိုးကိုကုသနိုင်မဲ့ဆရာကိုရှာဖွေခိုင်းလျက်ရှာဖွေရလာတဲ့ဆရာတွေထဲမှာတောင်ချေရွာကဒေါ်နော်ခန်းကိုပါတွေ့ရှိခဲ့ပြီးသားဖြစ်သူကုသပေးဖို့ရန်ခေါ်လာခဲ့ကြတယ်။ဆရာမထိုင်ပါခင်ဗျာ။ကျုပ်နာမည်ဦးဆောင်ပွဲပါ။ဒါကကျုပ်မိမဒေါ်ကျင်မေလို့ခေါ်ပါရဲ့။ဟုတ်ကဲ့ကျုပ်နာမည်ကတော့နော်ခန်းလို့ခေါ်ပါရဲ့။ဦးဆောင်ပွဲတပည့်ကအကျိုးအကြောင်းတော့ပြောပြထားပါရဲ့။ဒီတော့ကျုပ်အဲ့ဒီကလေးနဲ့အရင်တွေ့ပြစီအောင်ဦးဆောင်ပွဲ။ရပါရဲ့ခင်ဗျာ။ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်။ဦးဆောင်ပွဲကရှေ့မှသွားတယ်။ဒေါ်နော်ခန်းနဲ့ဒေါ်ကျင်မေတို့ကဦးဆောင်ပွဲအနောက်မှာလိုက်လာခဲ့တယ်။ဒီခန်းမှာပဲဆရာမကျုပ်တကားဖွင့်လိုက်မယ်နော်။တတိတော်ထားပြပါဆရာမ။တားလေးကဒေါသကြီးတတ်တယ်ဗျ။ကျုပ်သိပါရဲ့ဦးဆောင်ပွဲရဲရဲတာဖွင့်ပါ။ဒေါ်နော်ခန်းထို့သို့ပြောတော့ဦးဆောင်ပွဲလည်းကောင်းတစ်ချမ်းညှိပြီးတကားကိုဖွင့်လိုက်တယ်။အခန်းကအနှင်းငယ်မှောင်နေအခန်းအတွင်းရှိပတင်းတကားများကိုပိတ်ထားလျော်နေ့အချိန်မှပင်မှောင်နေခဲ့တယ်။ဖိုးလုံးမီးအိမ်ယူခဲ့ရပါရဲ့ဦးဆောင်ပွဲအပြင်ကအလင်းကြောင့်ကျုပ်မြင်ရပါရဲ့ဒေါ်နော်ခန်းအခန်းထဲဝင်လာတော့ရွှေဦးကကတင်အထက်၌ပန်းလက်လေးအိတ်ဆက်နေခဲ့တယ်။ရွှေဦးရဲ့မျက်တွင်းများကညိုကမဲလို့နေပြီးအသားရည်များကလည်းဖြူဖြော့လို့နေဆိုင်။ဒေါ်နော်ခန်းရွှေဦးကိုတိချာလေးစူးစိုက်ကြည့်နေစမှာပင်ရွှေဦးရဲ့မျက်လုံးများရုတ်တရက်ပွင့်လာပြီးကတင်အနီး၌ရှိနေတဲ့ဒေါ်နော်ခန်းရဲ့လေပင်အားထားညှစ်တော့လေရဲ့။ဒါမလုပ်ရဘူးလေ။ဒါအဖေပြောကြားလား။ဒါလေးကိုတားကြပါအောင်။ဒေါ်နော်ခန်းကသူ့အားလဲပြီးညှစ်နေတဲ့ရွှေဦးကိုပြုံးပြီးရွှေဦးရဲ့လက်များကိုစုပ်ကိုင်လိုက်လျော့ရွှေဦးရဲ့မျက်နှာအမူအရာပြောင်းလဲသွားတယ်။ဒေါ်နော်ခန်းလဲပင်ကိုလွှတ်ပေးလိုက်ပြီးဒေါ်နော်ခန်းလက်မလွတ်ဖို့ရုန်းကန်လာတယ်။ပြီးနောက်စူးစူးနစ်နစ်အော်တန်များဖြင့်အော်ဟစ်ပြီးခြေထောက်များကကတင်ထန်၌လှုပ်ရမ်းနေခဲ့တယ်။ခဏကြာတော့ရွှေဦးငိမ့်သက်သွားခဲ့ရော်တယ်။ဆီယမဒါလေးတခုခုများဖြစ်တာလား။မဟုတ်ဘူးဒေါ်ကျင်မေဒီကလေးအိပ်ပျော်သွားတာပါ။လာပါသူ့ကိုတိတ်ထားပြီးကျုပ်တို့သူ့အခြေအနေကိုတစ်ချက်စောင့်ကြည့်ကြတာပေါ့ဒေါ်နော်ခန်းစကားကြားမှဒေါ်ကျင်မေလည်းအသက်ကိုရဲရဲရှူရဲရှိုင်ဦးဆောင်ပွဲအားသားဖြစ်သူကတင်အထက်တေချာနေရာချပေးပြီးဒေါ်နော်ခန်းကိုဧကန်းစီသို့ပြန်ခေါ်လာခဲ့တယ်။သားလေးရဲ့အပြုတ်မှုအတွက်ခွတ်လွတ်ပေးပါဆရာမရပါရဲ့ဦးဆောင်ပွဲကျုပ်ကသူ့ရဲ့နေရာလာတဲ့သူပါဒီထက်ဆိုးဝါးတာတွေတောင်ကြုံလိမ့်မယ်လို့ကျုပ်ကြိုတွေးထားပြီးမှလာခဲ့ရပါဒေါ်နော်ခန်းစကားကြောင့်ဦးဆောင်ပွဲကောင်းငိမ့်လေဒါနဲ့ဆရာမသားလေးကုသပေးလို့ရနိုင်တယ်မဟုတ်လားတမျိုးတော့မထင်ပါနဲ့တခြားသူတွေလိုလက်လျှော့ပြီးပြန်သွားမှစိုးရိမ်လို့ပါကျုပ်တို့လေးများဆီယမကိုအရင်ဆရာတွေထက်ပို့ပြီးအောင်အားကိုးမိပါရဲ့ရှင်ဒေါ်ကျင်မရဒေါ်နော်ခန်းဖြေလာမယ့်စကားအတော်လေးသိကျင်နေပုံရတယ်ဒါဖြစ်တော့လက်လျှော့လိုက်လေမလားဆိုတဲ့အတွေးများဖြင့်စိုးရိမ်နေပုံလည်းရတယ်မိဘများရဲ့အပူကိုဒေါ်နော်ခန်းကလည်းသိနာလေတယ်ကျုပ်အမှန်တိုင်းပဲပြောပါမယ်ဦးဆောင်ပွဲနဲ့ဒေါ်ကျင်မီတို့ရဲ့သားလေးမောင်ရွှေဦးကျုပ်အနေနဲ့ကုသပေးခြင်းမိုင်းဒါပေမဲ့ကျုပ်တယောက်တည်းတော့ဒီကလေးကိုကုသပေးလို့မရနိုင်ဘူး။ဘာကြောင့်လဲလို့မေးရင်တော့ကျုပ်ဘက်ကဖြေစရာရှိပါတယ်။ဘာကြောင့်အခုလိုပြောရတယ်လဲဆိုရင်အစောကဒီကလေးကျုပ်လည်းပဲဆွဲညစ်လိုက်တာဦးဆောင်ပွဲတို့လည်းမျက်မြင်ပါ။အဲ့ဒီအချိန်ကျုပ်သိလိုက်တာဒီကလေးမှာတာမန်ပယောဂဝင်ရောက်ပူးကတ်နေရမှာဟုတ်ပဲ။သူဟာနတ်ဆိုးတယောက်ဝင်ပူးကတ်ခံနေရတာကျုပ်သိလိုက်ရတယ်။ဒီတော့ကျုပ်ဘက်ကလည်းကျုပ်ထက်ပညာထက်တဲ့သူတွေနဲ့ပူးပေါင်းပြီးဒီနဲ့ဆိုဖဲထုတ်ရပါလိမ့်မယ်ရှင်ဒါဆိုဆီယမတယောက်တည်းမနိုင်ဘူးဆိုတဲ့သဘောပေါ့လေဒေါ်ကျင်မေအမေကိုဒေါ်နော်ခန့်ကောင်းညိတ်တယ်ဦးဆောင်ပွဲကလည်းစိတ်မသက်မသာဟန်ဖြစ်တက်ပြင်းချိုင်ဒါမှမပူပါနဲ့ကျုပ်တို့မိဘလိုဖြစ်နေတဲ့အမေကြီးတယောက်ရှိပါ යි သူတို့သာပိုင်းဦးဆောင်ပွဲတို့ရဲ့သားမပူးကတ်နေတဲ့နတ်ဆိုးလေးကိုဖယ်ရှားနိုင်လိမ့်မယ်လို့ကျုပ်ယုံကြည်တကယ်လားဆီယမ
ဒါဆိုကျုပ်တို့ဘာလုပ်ပြရမလဲဆီယမလိုအပ်တာကိုသာပြောကျုပ်တို့လုပ်ပြီးဖို့အစ်စ်မှာပဲဗျာဦးဆံပွဲတို့ရဲ့အကူအညီကိုကျုပ်မယူသေးပါဘူးအရင်ဆုံးကျုပ်ဘာသာပဲအမေကြီးတို့သွားခေါ်ခဲ့ပါမယ်အမေကြီးတို့ရောက်မှပဲဦးဆံပွဲတို့လုပ်ပေးရမှာတွေပြောပါလိမ့်မယ်ဟုတ်ကဲ့ပါဆီယမဒါဆိုကျုပ်တို့ဘက်ကဆီယမတို့ပြန်ရောက်လာမယ့်အချိန်စောင့်နေပါမယ်ဆက်ပြန်လာခဲ့ပြီပါခင်ဗျာဒီအတွက်စိတ်မပူပါနဲ့ဦးဆံပွဲကျုပ်တို့ရှောင်းပြန်လာမှာပါဒေါ်နော်ခန်းစကားကြောင့်ဦးဆံပွဲနဲ့ဒေါ်ကျင်မီတို့ဝမ်းသာသွားကြ။နောက်တနေ့နနက်တို့ရောက်တော့ဒေါ်နော်ခန်းလည်းဝါခမောက်ကျိုးဆောင်လွဲအိတ်ကြီးကိုလွဲပြီးတောင်တွန်းရွာသို့လဲကြုံအစဉ်စဉ်ဖြင့်လိုက်လာခဲ့တော့တယ်။ကျုပ်ကိစ္စတော့အဲ့ဒါပါပဲအမေကြီး။ဒေါ်နော်ခန်းပြောပြသမျှကိုနားထောင်ရင်ဖွားမိန်စိန်တင်မကဒေါ်ဝင်းတို့ကပါမောင်ရွှေဦးလေးကိုတနာနေကြသလိုမိဘများကိုလည်းစာနာမိကြတယ်။အကြီးကျုပ်တို့ကဒီနဲ့ဆိုဘယ်လိုဖယ်ရှားရမှာလဲ။အကြီးတယောက်တည်းဖယ်ရှားလို့ရရဲ့ရှင်ညိုဒါပေမဲ့မောင်ရွှေဦးရဲ့အသက်ကိုအကြီးတောင်းမယူနိုင်နတ်ဆိုးဖယ်ရှားလိုက်လို့မောင်ရွှေဦးရဲ့အသက်ပါသွားမယ်ဆိုရင်အကြီးဘာမှတတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်အမေကြီးနဲ့ဒီနတ်ဆိုးဘယ်လိုဖယ်ရှားရမလဲဆိုတာတိုင်ပင်ကြရမှာပဲလောကကြီးကနော်ကိုကမသိရရတဲ့အများကြီးရှိရပါလားအကြီးရဲ့ခင်များချစ်ကတွေ့ဆက်စားဖြစ်ပြောရှာတယ်ကဲအမေတို့တိုင်ပင်တာနောက်ထားထမင်းလေးအရင်စားလိုက်ကြရအောင်လားအကြီးဟင်းကဘာချက်ထားလဲဟင်းကခရမ်းကျင်တီချက်နှက်ပတ်ချင်တော့စစ်သားကြော်လေးပေါ့ခင်များချစ်ရဲ့ဒါဆိုနေအောင်ကျုပ်တို့အိမ်မှာဝက်သားချက်တယ်အကြီးတို့စားဖို့တစ်ခွက်သွားခန့်အောင်မေနေပါအေးအကြီးတို့လည်းဟင်းမြပါညီးတောင်ဝင်စားသွားလို့ရသေးရဲ့တေချာလို့လားအကြီးရဲ့တေချာပါတယ်အေးမယုံရင်မိဖို့လည်းသွားကြည့်ညီးတို့ဘာကျုပ်ကသူ့သမီးလာမှတီးလို့မနေ့ကနေ့ထမင်းဟင်းချက်ပိုးချက်ဖို့မှားထားပြီးသားအေးဩအဲ့လိုဆိုရင်လည်းပြီးရောတော့ကျုံညက်နေကြမှာလာပို့တော့မယ်အေးညီလည်းတခါတည်းဝင်စားသွားပါလားအေးနေအကြီးကျုပ်ပိုက်စာလို့စားလာခဲ့ပြီကဲဒါဖြင့်အကြီးတို့လည်းထမင်းစားကြတော့ကျုပ်ရွာထဲသွားလာအောင်မေညနေကြမှာပဲလာခဲ့တော့မယ်တော့အေးခင်များချစ်ကအားလုံးကိုနှုတ်ဆက်ပြီးပြန်သွားတော့တယ်။ဖွားမေစင်းတို့လည်းပြောလက်စစကားကိုရက်ပြီးထမင်းစားကြတော့လေ။ညနေခင်းအချိန်၌ဖွားမေစင်းရဲ့ကုတ်ပစ်လေးအထက်မှာလူများစုံနေခဲ့တယ်။ခင်များချစ်နဲ့မောင်တို့ကဖွားမေစင်းအနီးထိုင်နေပြီးတော်မင်းနန်းကြိုင်နဲ့မောင်အောင်တို့ကဒေါ်နော်ခန်းနှစ်ပေ၌ထိုင်နေခဲ့တယ်။ရှင်ညိုတယောက်သာထမ်းလက်ခုံမှာထိုင်နေရှာလေရဲ့။ဒါဖြင့်ကျုပ်တို့ကဘယ်တော့သွားကြမလဲဖွာ။မောင်တို့နဲ့မောင်တို့ကဒေါ်နော်ခန်းရောက်လာရတဲ့ကိစ္စကိုသိရှိသွား၍ဖွားမေကျုံမေးကြတယ်။သွားရမှာပေါ့ကွယ်မနှက်ပြန်လောက်ပေါ့။ကျုပ်တို့လည်းလိုက်မှတော့အကြီးကျုပ်တို့ရောခေါ်မယ်မဟုတ်လား။နေမိမမခင်များချစ်ကလွန်လိုက်ပေါ်မောင်တို့ရဲ့။အကြီးနော်ကျုပ်ကိုလွှဲမချနဲ့ကျုပ်ကထည့်ပြီးသားပါ။အကြီးဘက်ကသာခေါ်မခေါ်ပြောတော့။ခေါ်ပါတယ်အေးညီးရလေဒီကောင်နည်းနည်းလေးစိတ်မချမ်းသာအောင်ပြောလို့မရအောင်။အမလီနော်ခန့်ကြီးခင်များချစ်သူ့ယောက်ျားချစ်တဲ့မို့ကဘသူနဲ့မှမတူသူ့ယောက်ျားစိတ်ချမ်းသာဖို့ဆိုရင်ဒီကောင်မှဘာမဆိုခွင့်ပြုမှာဒေါ်ဝင်းရောက်ပြီးပြောလျော့ခင်များချစ်ကနှက်ခမ်းလေးဆိုပြီးဒါကတော့ကျုပ်ကချစ်တာကိုအကြီးရဲ့လို့ပြောတဲ့အခါမောင်တို့ကကြေနပ်သောအပြုံးကြီးပြေပြုံးနေပြီးဒေါ်ဝင်းတို့မှတဟာဟာရေမောကုန်ကြတော့တယ်ရေမောစားနာလို့ပြီးလေမှဖွားမိန်စီကဒီလိုဆိုရင်မနှက်ပြန်မဲ့ခီးထွက်ကြတာပေါ့မောင်ရင်တို့ကတော့ထုံးစံတိုင်းပြင်ဆင်ပြီးလာခဲ့ကြကွဘာလို့အိမ်ရပဲစောင့်နေကြမယ်ဟုတ်ကဲ့ဖွာခရီးအကြောင်းထိုမြတာပြောပြီးနောက်ရောက်တဲ့ရရာစကားများထိုင်ပြောနေကြတော့တယ်ညနေဆောင်တော့မောင်တို့လည်းပြန်သွားကြတယ်ဖွားမေစီတို့ညစာစားတော့ကြပြီးနောက်ကိုပြင်း၌ဖွားမေစီနဲ့ဒေါ်နော်ခန်းနှစ်ယောက်သာကြံခဲ့လေနတ်ဆိုလီအားဖဲရှားဖို့ရန်တိုင်ပင်ရင်ညနက်လီတော့မှအိမ်ရဝင်ခဲ့ကြတယ်နနက်မိုးလင်းလီရောဒေါ်ဝင်းကြော်ပြီးထားထမင်းကြော်စားတော့ပြီးမောင်တို့အလောင်းစောင့်နေခဲ့ကြတယ်ဖွားရီကျုပ်တို့ရောက်ပြီပြို့လာပြီကွသမီးတို့သွားကြစို့အိဖွားမေစင်ကရှေ့ဆုံးမှာဥဆောင်ကသွားလေဒေါ်မင်းနဲ့နန်းကြိုင်ကလည်းချန်ပီယံအထိလိုက်ခဲ့ကြတယ်အကြီးချင်းနှောင်းပေးလေဒီတစ်ခါချင်းနှောင်းမပြင်းထားဘူးမောင်တို့ရဲ့နင်တို့အရင်တော့ကဘာမှထဲမပေးပါနဲ့တဲ့လေဩဟုတ်လားဒါဆိုကြုံသွားရင်တက်တာတာပေါ့ဗျာအမလီခုမှတက်တာကြီးလုံနေအရင်ဆိုချင်းနဲ့ပါလာသမျှအစားတော့ကိုကြီးတို့ပဲတိုင်းခံစားမဟုတ်ဘူးလားရှင်ညိုနေရလေငါလုံသမျှကြည့်နေတော့တာပဲနော်ဟန်လေးပါလေးလဲဆောင်ပြစီအောင်ဟာတကယ်ပါပဲညီမတယောက်ရှိရာဒီကိုတွေနိုင်စားဖို့များရှိနေရလားမသိပါဘူးဗျာကဲရှင်ညိုလဲပေါ်တက်တော့သူနဲ့သာစကားဆက်ပြောနေရရင်ဒီကနေ့ခရီးထွက်ဖြစ်မှာမဟုတ်ဘူးဟုတ်ကဲ့ပါရှင်ညိုလဲပေါ်သို့တက်လာခဲ့တယ်လဲအထက်နိုင်လူဆောင်လျော့ဟိုသားမိဘဲမှမလဲနဲ့အိမ်မှာပဲနေကြနော်ကျုပ်တို့သွားတော့မယ်
ရွာတွေကတခုခုပြန်ကြမလွယ်ဘူးမှတ်ပြူဟိုသားမိဘဲမှသွားမလဲနဲ့နော်အိမ်မှာပဲနေကြနော်ကျုပ်တို့သွားတော့မယ်ရွာတွေကတခုခုပြန်ကြမလွယ်ဘူးမှတ်ပြူအမလီတင်နာလေးနေရမြအမေလေးတန်ဖမ်းပြောရရဲ့လို့မောင်တူကစားနောက်လျော့တော်ဝင်းဆဲလီရင်မောင်တူနဲ့မောင်ကတော့တဟားဟားရေမော်ရင်လဲကိုမောင်းထွက်လာကြတော့တယ်ဘွားမေစိန်တို့လည်းကြံရိတ်ခဲ့သောတော်ဝင်းနဲ့လမ်းကြိုင်တို့ကိုနှုတ်ဆက်ရင်းလဲလေးပေါ်၌ထိုင်လိုက်လာခဲ့ကြတယ်ထို့သောဖြင့်ဇလန်းလေးကိုဤနေရာ၌ရနာလိုက်ပါ၏သူစနဲ့သူလာမှဖြစ်တာကြောင့်ဘွားမေစိန်ဇလန်းများကိုအစင်လိုက်လေးနားဆင်ပေးပါလို့ပြောပြစီရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်